ရဲ့အေယာဝတီအေယာဝတီကိုလွမ်းရင်ပြန်ခဲ့လေကျိုးနေမဲ့တဘာဝအလားရိမင်းကိုလေအေယာဝတီကိုလွမ်းရင်ပြန်ခဲ့လေကွင်းမြင့်ကျဲရှုခင်များနဲ့လာပါနေသည်ပျော်ရွှင်စရာကောင်းသည်ကြောင်းကပ်ဖျားများဆုံးလင်းသည်အလဲတစ်ခေါက်လာရောက်စေခြင်းသည်တောင်းရလို့ဓမ္မခုတ်ဘဝတွေတောင်းသူကြီးတို့ယူတာပြုစင်နေရွာနဲ့စိတ်နဲ့မပြေနိုင်ဘူးအတီးတတိယစိတ်ကအေယာဝတီခြေပြင်းချေကိုလွမ်းသည်အေယာက